ဒီနေ့မှာတော့ကျွန်တော်တို့ပြင်အောင်တဲ့ service agreement ကိုအမေးများတဲ့မေကွန်၄ခုကိုဒီဗီဒီယိုမှာတစုတစည်းနဲ့ဖြေကြားပေးပါမယ်ခင်ဗျာမေကွန်နံပါတ်1ကကြတော့ဘာလဲဆိုတော့ပြင်အောင်တဲ့ service agreement က car spare part တွေရောရောင်းပေးလားကျွန်တော်တို့ပြင်အောင်တဲ့ service agreement မှာ car spare part ကိုမရောင်းပေးသေးပါဘူးခင်ဗျာကျွန်တော်ပြင်အောင်တဲ့ service agreement မှာ scan to general use hand to နဲ့ special to တွေကိုပဲရောင်းပေးပါတယ်ခင်ဗျာမေကွန်နံပါတ်2ပြင်အောင်တဲ့ service agreement ကစာအုပ်တွေရောရောင်းပေးလားကျွန်တော်ပြင်အောင်တဲ့ service agreement ကစာအုပ်တွေမရောင်းပေးသေးပါဘူးခင်ဗျာကျွန်တော်ပြင်အောင်တဲ့ service agreement မှာ G family ဆိုတဲ့ program 2ရှိပါတယ်အဲ့ဒီ program ကြတော့ဘာလို့ပေးရလဲဆိုတော့ဘယ်စာအုပ်ကိုဖတ်တဲ့နဲ့ဘယ် website ဘယ် Facebook page ဘယ် YouTube channel ကိုတွားကြည့်တင်နေဆိုတဲ့ဟာမျိုးပဲ knowledge share လုပ်ပြီးတဲ့ recommend ပေးပြီးတာပဲရှိပါတယ်ခင်ဗျာစာအုပ်တွေရောင်းပေးထားခြင်းမျိုးမရှိပါဘူးခင်ဗျာမေးခွန်းနံပါတ်3ပြင်အောင်တဲ့ service agreement ကနယ်တွေကိုရောပစ္စည်းပို့ပေးလားကျွန်တော်ပြင်အောင်တဲ့ service agreement က Ninja ရဲ့ပြောရှင် report delivery service တွေနဲ့ကျွန်တော်တို့က join ပြီးတော့မှအလုပ်လုပ်ပါတယ်ခင်ဗျာအဲ့ဒီ delivery service နှစ်ခုစလုံးနဲ့ပို့လို့မရတော့တဲ့မြို့တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ car gate တင်ပေးပါတယ် car gate တင်ပေးတဲ့အခါကျလို့ရှိရင်တော့ငွေကြိုပြီးတော့မှလွှဲပေးရပါတယ်ခင်ဗျာအရင်တော့ကြိုပြီးတော့မှလွှဲပေးစရာမလိုပါဘူးကျွန်တော်ဒီတိုင်းပို့လိုက်တယ်ပစ္စည်းရောက်တယ်စမ်းသုံးတယ်အဆင်ပြေမှကျွန်တော်စီကိုငွေပြန်ပြီးတော့လွှဲခိုင်းပါတယ်ခင်ဗျာအခုကျတော့ကျွန်တော်တို့ပြင်အောင်တဲ့ service agreement ကနေပြီးတော့မှပို့လိုက်တယ်ပေါ့နော်ပစ္စည်းရောက်သွားရင်ဆိုလို့ရှိရင်ဆရာသမားတွေကမေးလို့ပဲဖြစ်ဖြစ် maybe တခုခုကြောင့်ကျွန်တော်တို့စီကိုငွေမလွှဲတာမျိုးတွေလည်းကြုံလာရပါတယ်ဒါကြောင့်မလို့ပစ္စည်းကို gate တင်ပေးရတော့မယ်ဆိုလို့ရှိရင်ငွေကြိုပြီးတော့မှလွှဲပေးရပါတယ်ခင်ဗျာဒီကုန်းနံပါတ်4ပြင်အောင်တဲ့ service agreement ကရန်ကုန်ကလားကျွန်တော်တို့ပြင်အောင်တဲ့ service agreement နေနဲ့ရန်ကုန်မှာဆိုင်ခွဲမရှိသေးပါဘူးခင်ဗျာကျွန်တော်ပြင်အောင်တဲ့ service agreement ကဒီမန္တလေးမှာပဲရှိပါသေးတယ်ခင်ဗျာမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့စီကိုလာပြီးတော့မှ scan 2တွေဒါမှမဟုတ်လို့ရှိရင် special to general use hand တွေကိုစမ်းသုံးပြီးတော့မှဝယ်ယူလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ